Hello ကိုထေးရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့ပေါ့နော်ကိုထေးရဲ့မိတ်ဆွေတွေကိုပြောစရာလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့မကြပေါ့နော်ကိုထေးရဲ့ဒီ TikTok အကောင့်ရဲ့ပြီးတော့ကိုထေးရဲ့ဒီအခုပေါ့နော် Facebook အကောင့်ရဲ့ကနေပြီးတော့ငလင်သတင်းလေးတွေတင်ပေးတယ်ပေါ့နော်တော်တော်များများ comment တွေမှာကဘယ်ချိန်အားတော့ဗရဏာရဖြစ်တာတော့ဒါမျိုးတွေကျွန်တော်တွေ့ရတယ်ပေါ့နော်ကို့အနေနဲ့ပေါ့နော်ဒီကိုကဥမာမန်းလေးပါနေတဲ့စကိုင်းမှာနေတယ်ဒီငလင်လောက်တဲ့နေရာတွေအများစုမှာနေပြနေတယ်ဆိုလို့ရှိရင်ဒီငလင်နဲ့ပတ်သက်ပြီးတော့မှသတင်းတွေကိုအမြဲတမ်းကြည့်နေဖို့လိုတယ်ပေါ့နော်အခုဆိုရင်ဒီနေ့မနေ့ဆိုလို့ရှိရင်လည်းနည်းနည်းကျန်းသွားတယ်လို့ပြောတယ်ပေါ့နော်ပြောချင်တာကဘာလဲဆိုတော့အဲ့လိုမျိုးမင်းနေမဲ့စားပေါ့နော်ဒီဗီဒီယိုကဘဏ္ဍာရနေပြီးတော့တင်ထားတာလဲပေါ့နော်နောက်ပြီးတော့ဒီ comment တွေကိုလည်းဝင်ဖတ်တဲ့အချိန်မှာတကယ်လှုပ်တာလားမလှုပ်တာလားဆိုတာကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်တော်တော်များများကတော့လူတွေကိုထိတ်လန့်အောင်မလုပ်ပါနဲ့နောက်တစ်ခုကိုကအဲ့လိုမျိုးသတင်းတင်တဲ့သူတွေကိုပါပလိန်းတဲ့သူတွေကလည်းအများကြီးပဲပေါ့နော်လှုပ်တာကနည်းနည်းပေါ့နော်ကင်မရာရဲနာကများတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့နည်းနည်းပဲလှုပ်လို့များပဲလှုပ်လို့ကိုယ်အနေနဲ့စိုးရိမ်စရာအခြေအနေတစ်ခုပါဒီတော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့တွေပေါ့နော်ကဲရဖြစ်လာခဲ့သည်ရှိတော့ထိခိုက်မှုတွေနည်းတဲ့နည်းအောင်ဒီຢာတွေနဲ့ပတ်သက်ပြီးတော့မှဒီအခုပေါ့နော်ကျွန်တော်တို့ငလင်းလောက်တဲ့နေရာတွေမှာနေထိုင်နေတယ်ဆိုလို့ရှိရင်အများနဲ့နားဆွနေဖို့အရေးကြီးပါတယ်ဒီတော့ကိုယ့်အနေနဲ့လည်းဒီ post တွေကိုပြန်ကြည့်တဲ့အခါမှာဘယ်နာရက်တင်လိုက်တာလဲပြီးတော့ comment တွေမှာဆိုလို့ရှိရင်တချို့တွေဆိုရင်ဖြေထားကြတယ်ပေါ့နော်အတီးကြအဲ့ဒါလေးတွေလည်းဝင်ပြီးတော့မှဖတ်